ဟုတ်ကဲ့ပါအားလုံးကိုယေရှုနာမနဲ့မင်္ဂလာပါလို့ရှိဦးစွာနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ရဲ့ Faith and Joy Channel လေးကနေမှအားလုံးကိုတပံပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့နေ့တိုင်းဒီခွဲတိုင်းယူပြီးတော့မှခွဲတိုင်းလေးကနေတော့ခေါ်ရတဲ့ဘုရားရဲ့နှုတ်ကပတ်တော်လေးကိုပြန်လည်ပြီးတော့မှဝင်ငါပေးနေတဲ့အစီအစဉ်လေးဖြစ်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်နေ့တိုင်းတင်ပြဖို့ရတော့ကျွန်တော်စူးစမ်းနေပါတယ်ဒါပေမဲ့တစ်ခါတည်းမှာတော့မာလက်တဲ့အချိန်တွေကြောင့်ပြတ်တောက်ခဲ့တဲ့အရာတွေလည်းရှိခဲ့တယ်ပေါ့နော်။ဒါအပြင်ကျွန်တော်ဘုရားသခင်ကျေးဇူးကိုရှင်းပြချင်ပါတယ်ဒီနေ့အားလုံးနဲ့အတူတူပြန်လည်ပြီးတော့မှခွင့်ရအတွက်လည်းကျေးဇူးတင်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့အတူတူကခေါင်းယူဖို့ရတဲ့ရွေးချယ်ထားတဲ့ကျမ်းပိုင်းလေးကတော့ယောမဩဝါဒစာအခန်းကြီး73ခန်းရဲ့ရှစ်ကနေပြီးတော့မှ14ဒီဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ယောမဩဝါဒစာအခန်းကြီး73ခန်းရဲ့ရှစ်မှာဒီရှစ်ကနေပြီး14တိကျွန်တော်တို့ဖတ်တဲ့အခါမှာနှစ်ပိုင်းတွေ့ရတယ်ပေါ့နော်ပထမတစ်ပိုင်းကတော့ဗာလဲဆိုရင်တော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့မှအကျေတဝင်းရှင်းထားတဲ့ຢာကိုတွေ့ရတယ်ဒုတိယတစ်ပိုင်းကတော့ပထမတစ်ပိုင်းကတော့အခန်းငယ်8ကနေပြီးတော့မှ30အထိဖြစ်ပြီးတော့မှဒုတိယတစ်ပိုင်းကတော့17ကနေပြီးတော့မှ14အထိဖတ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့မှသိနိုင်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နှစ်ပိုင်းရှိတဲ့အရာကိုကျွန်တော်ကခွဲပြီးတော့မှတိုးပေါ့နော်ခေါင်းအားပြီးတော့မှာဖြစ်ပါတယ်ယောမဩဝါဒစာအခန်းကြီး73ဖြစ်ပါတယ်ကျွန်တော်တို့ဘေးမှာကျမ်းစာကိုရှိမယ်ဆိုရင်လည်းကျမ်းစာကိုလည်ပြီးတော့မှလိုက်ကြည့်လို့လည်းရပါတယ်เนาะကျေးဇူးတင်ပါတယ်အခန်းငယ်8မှာအချင်းချင်းနဲ့ချင်းချင်းမြတ်တာမှတပါအဘယ်အကျွေးများမတင်စေနှင့်သူတပါကိုချစ်တော်သူသည်အကျင့်တရားနဲ့ပြည့်စုံပြီဆိုပြီးတော့မှကျမ်းစာမှာပြောရပါတယ်ဒီနေ့ကျွန်တော်တို့လူရည်လို့ဖြစ်လာတဲ့အခါမှာချင်းချင်းမြတ်တာရှိတဲ့သူနဲ့နော်ချစ်ချင်းမေတ္တာမရှိတဲ့သူကအယံပဲကွာခြားပါတယ်အဲ့လူတယောက်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ချစ်ချင်းမေတ္တာရှိတဲ့သူကသူ့ရဲ့ပုံစံကိုကြည့်တာနဲ့ကျွန်တော်တို့ကသိတယ်ဘာကြောင့်လဲဆိုတော့သူဒီရုပ်ချောတဲ့သူလည်းဖြစ်နိုင်တယ်မျိုးဆိုးတဲ့သူလည်းဖြစ်နိုင်တယ်ဒါပေမဲ့သူ့ရဲ့အထဲမှာချစ်ချင်းမေတ္တာရှိတဲ့သူဒီအေးချမ်းတယ်အေးဆေးတယ်တည်ငြိမ်တယ်နော်သူတစ်ပါးတွေကိုလည်းကိုချင်းစာတတ်တဲ့စိတ်ရှိရဲဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်ချစ်ချင်းမေတ္တာမှာတပါးအဘယ်အကျိုးများမတင်စေဖို့ရတဲ့တမန်တော်ကြီးရှင်ဘောလူကရှေးဥစွာတိုက်တွန်းထားပါတယ်ပေါ့နော်သူတစ်ပါးကိုချစ်တော်သူကအကျင့်တရားနဲ့ပြည့်စုံတယ်ဒီနေ့ကျွန်တော်တို့လောကကြီးမှာကြည့်ကြည့်ပါဒီနေ့အကျင့်ကောင်းတဲ့သူတွေရှိတယ်အကျင့်ဆိုးတဲ့သူတွေရှိတယ်အဲ့ဒီຢာတွေအကုန်လုံးရဲ့အစကိုပြန်သွားမယ်ဆိုရင်တော့ချစ်ချင်းမေတ္တာရှိတဲ့သူကအကျင့်တရားနဲ့ပြည့်စုံမယ်ချစ်ချင်းမေတ္တာမရှိတဲ့သူကတော့ကျွန်တော်တို့အကျင့်တရားနဲ့မပြည့်စုံဘူးပေါ့ပြောချင်တဲ့ຢာကတော့ချစ်ချင်းမေတ္တာရှိတယ်ဆိုရင်သူတစ်ပါးကိုကိုချင်းစာနိုင်တယ်နော်သူတစ်ပါးကိုကျွန်တော်တို့ကမိမိကဲ့သို့သူ့ကိုတံမိုးထားနိုင်တယ်သူ့ကိုကျွန်တော်တို့ကလေးစားနိုင်တယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်တမန်တော်ကြီးရှင်ဘောလူကချစ်ချင်းမေတ္တာကဘလောက်ထိအောင်မှအရေးပါအရာရောက်လဲဆိုတဲ့အရာကိုသူကိုယ်တိုင်သိရှိတဲ့အရာကိုသူကပြန်လည်ပြီးတော့မှနော်ဒီကျွန်တော်တို့အတွက်ပြန်လည်ပြီးတော့မှပြောပြပေးရတဲ့အရာကိုတွေ့ရတယ်ကဲဒါဆိုရင်ကျွန်တော်တို့အကျွေးပေါ်မှာဒီမှာကျမ်းစာမှာပြောရတယ်ချစ်ချင်းမေတ္တာမှာတပါအဘယ်ကျွေးမျှမတင်စေနဲ့အကျွေးဆိုတဲ့အရာကမကောင်းပါဘူးကျွန်တော်တို့စကားပုံရှိပါတယ်အကျွေးဆိုတာကအပူဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့တစုံတဦးစီကနေကျွန်တော်အကျွေးယူထားတယ်ဆိုရင်ကျွန်တော်တို့စီမှာအပူကြီးကကတ်နေတယ်အဲ့လိုရဲ့အပူကကတ်နေတယ်ဒါကြောင့်အကျွေးတင်မဲ့အစားဗာတင်ရမယ်ဆိုရင်ချစ်ချင်းမေတ္တာအကျွေးတင်မယ်ဆိုတော့ကောင်းပါတယ်ပြောချင်တဲ့ဒီဘက်ကဗာလဲဆိုတော့ကျွန်တော်တို့ကလူတွေနဲ့ပြောဆိုဆက်ဆံနေတဲ့အခါမှာချစ်ချင်းမေတ္တာနဲ့သူ့ပေါ်မှာပြောဆိုဆက်ဆံရမယ်သူကဘယ်လိုပဲကျွန်တော်တို့ကိုသဘောထားပါပြီကျွန်တော်တို့ဘက်ကနေသူ့ကိုချစ်ချင်းမေတ္တာထားပြီးတော့မှပြောဆိုဆက်ဆံမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ချစ်ချင်းမေတ္တာကိုတစ်ချိန်မှာသူကနားလည်နိုင်တယ်ဆိုတာကိုသိရတယ်ဒါပေမဲ့ချို့ຢာတွေကတော့ကိုကချစ်ပေမဲ့ချို့လူတွေကတော့ကိုယ့်ရဲ့ချစ်ချင်းမေတ္တာကိုမတွေ့ရတဲ့သူတွေရှိတယ်ပေါ့ဒါကတော့ကျွန်တော်တို့ထားလိုက်တော့ကဲဟုတ်ပြီခက်ခဲကိုမှာဆက်သွားမယ်ဆိုရင်အကြောင်းမူကားသူမယားကိုမပြစ်မှားနဲ့လူအသက်ကိုမတန်နဲ့သူ့ဥစ္စာကိုမခိုးနဲ့မမှန်သောတတိကိုမခံနဲ့သူ့ဥစ္စာကိုတတ်မှတ်လို့ဒီမျိုးစိတ်မရှိစေလေဟူသောပညာမှစ၍အခြားပညာရှိသူများတို့သည်ကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမြတ်ချစ်လို့ဟူသောပညာတစ်ခု၌အပါဝင်ဖြစ်တယ်အဲ့ဒီအချက်တွေပေါ့နော်ကျွန်တော်တို့သူများကိုပြမာတဲ့ຢာတွေလူအသက်ကိုတတ်တဲ့ຢာတွေသူ့ဥစ္စာကိုကိုးတဲ့ຢာတွေမမှန်သောတတိကိုခံတဲ့ຢာတွေသူ့ဥစ္စာကိုတတ်မှတ်လိုချင်တဲ့စိတ်လောဘစိတ်ရှိတဲ့ຢာအဲ့ဒီအချက်တွေအကုန်လုံးကိုအောင်နိုင်တဲ့တစ်ခုတည်းတော့ပညာချက်ကပါလဲဆိုရင်သူတစ်ပါးကိုနှင်းအများချစ်ချင်းဆိုတဲ့အဲ့ဒီစိတ်ကရှိမယ်ဆိုရင်ကျွန်တော်တို့ဒီသူများကိုပြမရရောက်မလားပြမနိုင်ဘူးလူတက်ကိုတက်ဖို့ရန်အတွက်ဖြစ်နိုင်မလားဖြစ်နိုင်သူ
သူ့ဥစားကိုခိုးမှလားခိုးနိုင်တော့ဘာလို့သူ့ကိုချစ်တဲ့အတွက်ကြောင့်နော်မှန်မှန်သောတက်တွေကိုခံပါလားမခံတော့ဘူးတော့ဘာကြောင့်လဲသူ့ကိုချစ်တဲ့အတွက်ကြောင့်သူ့ဘက်ကနေပဲကျွန်တော်တို့ကဝင်ပြီးတော့မှတက်တွေခံပြီးမယ်လူဖြစ်လာတယ်သူ့ဥစားကိုတက်မဲ့လူနဲ့စိတ်ရှိအောင်မလားမရှိတော့ဘူးအဲ့ဒီအရာတွေအကုန်လုံးကိုချုပ်ထားတဲ့ຢာကဘာလဲဆိုရင်ချစ်ချင်းမြတ်တာဖြစ်ပါတယ်ဒါကြောင့်တမန်တော်ကြီးရှင်ဘောလူကဒီနေ့ရှစ်ကနေပြီးတော့မှ30ပြည့်ကိုဖတ်ကြည့်တဲ့အခါမှာချစ်ချင်းမြတ်တာရဲ့ဘယ်လောက်တိအောင်ရေးပါလဲဆိုတဲ့အရာကိုကျွန်တော်တို့ကိုကွက်ကွက်ဝင်ပြီးတော့ရှင်းပြထားတာကိုတွေ့ရပါတယ်။ကံငယ်တစ်စက်ကိုဆက်ပြီးတော့ဖတ်ကြည့်ရအောင်။ချစ်ချင်းမြတ်တာရှိသောသူဒီကိုနဲ့ဆက်ဆံသောသူအကျိုးကိုမဖြတ်စည်းတတ်။ထို့ကြောင့်ချစ်ချင်းမြတ်တာသည်အကျင့်တရားပြည့်စုံတာဖြစ်သည်။ကံငယ်တက်မှလည်းပြောရပါတယ်အကျင့်တရားနဲ့ပြည့်စုံတယ်လို့ပြောထားတယ်။အခန်းငယ်ရှင်းမှလည်းအခန်းငယ်ရှင်းမှလည်းအကျင့်တရားနဲ့ပြည့်စုံတယ်လို့ပြောထားပြီးတော့မှအခန်းငယ်30မှာလည်းပြောတဲ့ຢာကချစ်ချင်းမြတ်တာသည်အကျင့်တရားပြည့်စုံတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့တက်တာထဲမှာအကျင့်ကောင်းခြင်းလားဒီဒီမားတွေနဲ့ပြောဆက်ဆံတဲ့အခါမှာကျွန်တော်တို့အေးစေးပြောဆက်ဆံကြလားဒါဆိုရင်ကျွန်တော်တို့ထဲမှာချစ်ချင်းမြတ်တာရှိဖို့လိုနေပါဒီချစ်ချင်းမြတ်တာရှိမယ်ဆိုရင်ကျွန်တော်တို့ဒီသူတစ်ပါးနဲ့ပြောဆက်ဆံတဲ့အခါမှာနော်အပေါင်းအသင်းလုပ်တဲ့အခါမှာပို့ပြီးတော့မှကောင်းလာမယ်ပို့ပြီးတော့မှအဆင်ပြေလာမယ်ဆိုတာကိုသိရပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ဒီချမ်းစပြီးတော့မှကျွန်တော်တို့ဒီသူတစ်ပါးတွေကကျွန်တော်တို့ဘယ်လိုလဲနေနေပါစေကိုယ့်ဘက်ကနေပြီးတော့ဒီကားတွေကိုအမုန်းတွေမပေးဘဲနဲ့မှာဘာလို့ပေးရမလဲဆိုရင်ချစ်ချင်းမြတ်တာတွေပေးရပတ်စံချီးမဲ့အစားဘာလို့ရမလဲချစ်ချင်းမြတ်တာအချွေးပဲတင်ဖို့ရဘိုးရန်အတွက်တမန်တော်ကြီးရှင်ဘောလူကပြောတာပါတယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာထဲမှာပထမတစ်ပိုင်းအနေနဲ့ကံငယ်၈ကနေဝင်30အထိပါပါတယ်ချစ်ချင်းမြတ်တာဒီအကျင့်တရားပြည့်စုံတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာယုံကြည်သူတွေဆိုရင်သိပါတယ်ပညာတော်10ပါးအဲ့ဒီပညာတော်10ပါးကရဲ့ဒုတိယ5ချက်ပေါ့နော်ဒုတိယ5ချက်ကိုချုပ်ထားတဲ့ຢာကတော့ချစ်ချင်းမြတ်တာနဲ့ချုပ်ထားတာဖြစ်တယ်မိဘကိုယိုသေးတဲ့အရာတွေသူများကိုပြင်မာနေလူသက်ကိုမတန်တိုးဆောက်ကိုမခိုးနဲ့ဘဝတော်တတ်ကိုမခံနဲ့တိုးဆောက်ကိုတက်မဲ့လူညီတော်စိတ်မရှိစေနဲ့မိဘကိုယိုသေးပါဆိုတဲ့အချက်ကတော့မိဘကိုချစ်တဲ့သားသမီးဒီမိဘကိုယိုသေးရဲဆိုတာကိုကျွန်တော်တို့သိရတယ်ဒါကြောင့်မိဘကိုချစ်တဲ့သားသမီးတယောက်အနေနဲ့မိဘကိုယိုသေးပါလို့စကားကိုထွေထူးပြောလို့စရာမလိုတော့ဘူးဒါကြောင့်အဲ့ဒီအချက်တွေဒီချစ်ချင်းမြတ်တာနဲ့ချုပ်ထားတယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်တမန်တော်ကြီးရှင်ဘုန်းတော်ကဓမ္မဟောင်းမှာပါတဲ့ပညာချက်တွေကိုဓမ္မသင်မှာပြန်ပြီးတော့မှကျွန်တော်တို့ခရီးရှုနဲ့ပြန်လည်ပြီးတော့မှဆက်ဆက်ရတယ်ဆိုတော့တွေ့ရပါတယ်ဒါကလည်းအကြောင်းရှိတယ်ခရီးရှုကဗာလဲပညာချက်တွေကိုပြည့်စုံနေတဲ့သူဖြစ်တယ်ဆိုတာကိုနော်တမန်တော်ကြီးရှင်ဘုန်းတော်ကသိစေခြင်းလို့ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ပြောပြီးဆက်ကြည့်မယ်ဆိုရင်ဒုတိယတစ်ပိုင်းပေါ့နော်ကံငယ်စတစ်ကနေပြီးတော့မှကျွန်တော်တို့အခန်းငယ်14မှာကကြတော့အကြောင်းအရာနည်းနည်းကွာခြားသွားတယ်ပေါ့နော်အဲ့မှာဘာပြောရလဲဆိုတော့ထိုမှတပါးတဲ့ငါတို့ကိုကဲတင်သောကျေးဇူးတော်သည်ငါတို့ယုံကြည်သောနေ့ရက်၌နီးသည်ထက်ယခုတည်းနီးသောကြောင့်၎င်းညအချိန်ကုန်လူ၍နေ့အချိန်ရောက်လူသောကြောင့်၎င်းယခုအခါအိပ်ပျော်ရမှနှွေးရသောအချိန်ရောက်ခဲ့ပြီဟုငါတို့သည်သိ၍ကာလအချိန်ကိုထောက်လျက်မောင်မ၏အကျင့်ကိုပယ်ရှား၍အလင်း၏လက်နက်စုံကိုဝတ်ဆောင်ကြကုန်အံ့ဆိုပြီးတော့မှပြောထားပါဒုတိယတစ်ပိုင်းကဘာကိုပြောတာလဲဆိုရင်တော့သခင်ယေရှုတပံပြန်ကြွလာမယ့်အချိန်နီးပြီးဒါကြောင့်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်မောင်မ၏အကျင့်ကိုပယ်ရှား၍အလင်း၏လက်နက်စုံကိုဝတ်ဆောင်ဝတ်ဆင်ဆောင်ရွက်ကြဖို့ရအတွက်တမန်တော်ကြီးရှင်ဘုန်းတော်ကအားပေးတိုက်တွန်းထားတာဖြစ်ပါတယ်ကျွန်တော်ယုံကြည်သူတွေအနေနဲ့သခင်ယေရှုတဖန်ပြန်ကြွလာတဲ့အရာကဘလောက်ထိတောင်မှကျွန်တော်တို့အတွက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိပြီးသားဖြစ်မှာပါထွေထူးပြောနေစရာမလိုတော့ဘူးဒါကြောင့်ညအချိန်ကုန်လူရွေးတယ်နေ့အချိန်ရောက်လူဘာလို့ဆိုရင်ညအချိန်ဆိုတာဗာလဲမှောင်မိုက်အချိန်ကိုပြောတာဖြစ်တယ်နေ့အချိန်ဆိုတာကလင်းတယ်ပေါ့နော်လင်းတဲ့အချိန်ကိုပြောတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အခုကမ္ဘာမြေကြီးကမှောင်မိုက်တဲ့ကာလဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှောင်မိုက်တဲ့ကာလကကုန်တော့မယ်ဘယ်ချိန်ရောက်မှလဲနေ့အချိန်ရောက်တော့မယ်ဒါကြောင့်နေ့အချိန်ရောက်ဖို့ရန်အတွက်နေ့အချိန်ကိုအုပ်ဆိုးတယ်အရှင်သခင်ဖြစ်တဲ့သခင်ယေရှုကတပံပြန်ကြွလာတော့မယ်အလင်းဤအရှင်သခင်ဖြစ်ပါတယ်ဒါကြောင့်သခင်ယေရှုကိုကျွန်တော်တို့ကအလင်းဤလက်နက်စုံကိုဝတ်ဆင်ဆောင်ကြကုန်အံ့ဆိုတာကဘာပြောလဲဆိုရင်သခင်ယေရှုကိုယုံကြည်ဖို့ရန်အတွက်သခင်ယေရှုကိုကျွန်တော်တို့ကကိုးစားဖို့ရန်အတွက်သခင်ယေရှုရဲ့တော့ကျွန်တော်တို့ကိုစေခိုင်းထားခဲ့တဲ့သူ့ရဲ့အလုပ်သူ့ရဲ့တာဝန်တွေကိုကျွန်တော်တို့ဒီနေ့လှုပ်ဆောင်ပြီးလားမလှုပ်ဆောင်ပါဘူးမလှုပ်ဆောင်သေးဘူးလားစဉ်းစားပြီးတော့မှကိုပြန်လဲပြီးတော့မှသုံးသက်ရတော့မယ့်အချိန်ရောက်လာပြီဆိုတာကိုပြောနေတာဖြစ်ပါတယ်
ပထမတစ်ပိုင်းကတော့ခန်းငယ်၈ကနေ30အတွင်းမှာချစ်ချင်းမြတ်နဲ့ပတ်သက်ပြီးတော့ပြောထားပါတယ်ဒုတိယတစ်ပိုင်းကတော့7ကနေပြီးတော့မှ14အထိမှာတော့နေ့ညအချိန်ကုန်တော့မယ်ကုန်လူပြီးဒါကုန်မယ်ဆိုဘယ်ချိန်ရောက်လာမလဲနေ့အချိန်ရောက်လူတော့ကြောင့်တို့ဒီဘာလို့ရမလဲဆိုရင်အလင်းဤမှောင်မိုင်းဤအကျင့်ကိုပယ်ရှား၍အလင်းဤလက်နက်စုံကိုဝတ်ဆင်ဆောင်ရွက်ဖို့ရန်အတွက်လိုအပ်နေပြီဆိုပြီးတော့မှတမန်တော်ကြီးရှင်ဘောလူကကျွန်တော်တို့ကိုအားပေးတိုက်တွန်းစကားပြောရပါတယ်ဒါကကျွန်တော်တို့အတွက်အရင်ရေးကြည့်ပါတယ်နော်ယုံကြည်သူတွေအနေနဲ့ကျွန်တော်တို့လောကကြီးမှာနေရတဲ့အခါမှာဇင်းတို့ကတွေမခံရဘူးလားခံရတယ်ကောင်းကြီးမင်္ဂလာတွေမခံရဘူးလားခံရတယ်အဲ့ဒီຢာတွေအားလုံးကဘာကြောင့်ဖြစ်တာလဲဆိုရင်အမောင်နိုင်ငံထဲမှာကျွန်တော်တို့ကလက်ရှိနေလို့ဖြစ်ပါဒါပေမဲ့အဲ့ဒီအမောင်နိုင်ငံရဲ့အချိန်ကတော့ကုန်တော့မယ်ဘယ်သူအပြင်ကုန်မှာလဲဆိုရင်သခင်ယေရှုရဲ့တဖန်ပြန်ကြွလာခြင်းကအဲ့ဒီအမောင်နိုင်ငံကိုသူ့ရဲ့အလင်းနဲ့ဖုံးပြီးတော့မှလုံးဝအလင်းတိနိုင်ငံကိုယေရှုကဆက်လက်ပြီးတော့မှအုပ်စိုးသွားမယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကသိရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာလည်းမှာမောင်မရဲ့အကျင့်ကိုပယ်ရှားပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဖယားသားသမီးယုံကြည်သူတွေပင်လေမောင်မရဲ့အကျင့်တွေကကျွန်တော်တို့မှာနည်းငယ်တော့ရှိကောင်းရှိနေတယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာလည်းမှာပြန်လည်ဆန်းစစ်ပြီးတော့မှဖယ်ရှားရမယ့်အရာတွေဖယ်ရှားပါယူတင်ဝတ်ဆောင်ရမယ့်အရာတွေကိုယူတင်ဝတ်ဆောင်ပါလို့ကျွန်တော်ကတော့အားပေးတိုက်တွန်းချင်ပါတယ်ကြဟုတ်ပြီ73ကိုဆက်ပြီးမှကျွန်တော်နောက်ဆုံးနေဖတ်ကြည့်အောင်ပွဲလှုပ်ခြင်းရစ်မျိုးတောက်ကျူးခြင်းမတရားသောမိတုံ၌မိဝဲခြင်းကိလေသာညှဉ်းညူးခြင်းရန်တွေ့ခြင်းဂုံပြိုင်ခြင်းအမှုတို့ကိုကျင်ဆောင်၍နေ့အချိန်၌ကဲ့သို့တင်းတယ်လျောက်ပဲစွာချင်းဆောင်ပြုမှုကြကုန်သခင်ယေရှုကိုယူတင်ဝတ်ဆောင်ကြလောတဲ့ကိုကာယာဤတတ်မှတ်ခြင်းအလို့ကမကြံစီကြနေဆိုပြီးတော့နောက်ဆုံးမှာပြောထားပါတယ်ကိုကာယာဤတတ်မှတ်ခြင်းလို့ပြောတဲ့အခါမှာဘာတွေလဲဆိုရင်ခန်းငယ်73မှာပြောထားတယ်ပွဲလှုပ်ခြင်းတွေရည်မျိုးတောက်ကျူးခြင်းတွေမတရားသောမလူနာမိဝဲခြင်းတွေကိလေသာညှဉ်းညူးခြင်းတွေရန်တွေ့ခြင်းတွေဂုံပြိုင်ခြင်းတွေအဲ့ဒီအရာတွေအားလုံးကကိုကာယာတတ်မှတ်ခြင်းလို့ပြောလို့ရပါတယ်အဲ့ဒီအရာတွေကိုဘာလို့ရမလဲအဲ့ဒီကိုကာယာဤတတ်မှတ်ခြင်းအလို့ကကြံတော်မကြံနဲ့လို့ဖို့မပြောဘူးနော်ကြံတော်မကြံနဲ့အဲ့ဒီအရာတွေကိုကျွန်တော်မလုပ်ဘဲနဲ့ဘာလို့ရမလဲဆိုရင်သခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ရမယ်ယုံကြည်ရမယ်အခွင့်ပေးရမယ်အားကိုးရမယ်ခေါ်လုံရမယ်ဆိုဒီဘက်ကိုပြောတာဖြစ်ပါတယ်လူတင်ဝတ်ဆောင်ဆိုတဲ့နေရာကတော့ကျွန်တော်တို့အနေနဲ့နားလည်မှုမမှားဖို့လိုပါတယ်။တကယ်ယူပြီးတော့ကျွန်တော်တို့ပုံမှာတင်ရမှာ။အဲ့ဒီလိုပြောတာမျိုးမှာဘာလို့ပထမချက်ယုံကြည်ရမယ်။ဒုတိယချက်ဘာလို့ရမလဲ။ကိုးစားရမယ်။တတိယချက်အခွင့်ပေးရမယ်။အဲ့လိုမျိုးကျွန်တော်တို့ကတစ်စင်လောက်သွားပြီးတော့မှနောက်ဆုံးမှာတော့ကျွန်တော်တို့ဒီအလင်းဤအရှင်သခင်နဲ့အတူတူအလင်းဤနိုင်ငံတော်မှာထာဝရဒုက္ခချမ်းသာအလင်းနိုင်ငံမှာလုံးဝအလင်းအတိမှောင်မိုက်ဆိုတာလုံးဝမရှိတဲ့နိုင်ငံမှာအဲ့ဒီအလင်းရဲ့အရှင်နဲ့တူတူကျွန်တော်ဒီအုပ်စိုးခြင်းကိုရရှိမှဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့အဓိကပြောချင်တဲ့အချက်နှစ်ချက်ကတော့ဒီနေ့ခွာရတိုင်းအပြင်ပြောချင်တဲ့အရာကတော့ယောမဩဝါဒစာအခန်းကြီး73အခန်းငယ်8ကနေ30အထိမှာတစ်ပိုင်း17ကနေ14အထိမှာတစ်ပိုင်းတွေ့ရတယ်။เนาะကျွန်တော်တို့ယုံကြည်သူတွေဆိုရင်လည်းကျမ်းစာကိုရှိမယ်ဆိုရင်ကျမ်းစာကိုဖွင့်ပြီးတော့မှဖတ်ကြည့်ပါเนาะကျွန်တော်တို့ပို့ပြီးတော့မှနားလည်ပါလိမ့်မယ်။ကျွန်တော်တို့ရဲ့ဘာသက်တာထဲမှာဒီနေ့အရေးကြီးဆုံးချက်ကဘာဖြစ်လဲချစ်ချင်းမြတ်တာဖြစ်ပါတယ်။ကျွန်တော်တို့အခုရန်တွေ့တဲ့ရန်ဖြစ်တဲ့အရာတွေเนาะအခုဆိုမြန်မာနိုင်ငံကြီးမှာကျွန်တော်တို့ခပိုင်းနိုင်တဲ့လူတွေပေါ်လာတယ်တကိုးဓမြတွေပေါ်လာတယ်အဲ့ဒီအရာတွေအကုန်လုံးကဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်မနာလိုမုန်းတီးမှုတွေကနေစတာဖြစ်ပါတယ်ချစ်ချင်းမြတ်တာရှိမယ်ဆိုရင်ကဘာမျိုးကြီးကငြိမ်းချမ်းတယ်အေးချမ်းတယ်ဒါပေမဲ့ဝမ်းနေဆိုပဲချစ်ချင်းမြတ်တာကပြတ်တုံးသွားတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့เนาะချစ်ချင်းမြတ်တာကိုဆက်လက်ပြီးတော့မှဒိနာကိုလွှဲပါတယ်ကံနဲ့17ကနေ14ဒီမှာပြောထားတဲ့မောင်မဤအကျင့်ကိုပယ်ရှားပြီးတော့မှအလင်းဤလက်နက်စုံကိုယူလင်းလက်နက်စုံကိုဝတ်ဆင်ဆောင်ရွက်တဲ့သူတွေဖြစ်ဖို့ရန်အတွက်တကယ်ပဲလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်ယူဒုတိယချင်းပြန်ကြောက်လာမယ်အချိန်နီးလို့ဖြစ်ပါတယ်။ဟုတ်တယ်ကျွန်တော်တို့ရဲ့တက်တာလည်းမှာဒီနေ့15မိနစ်လောက်ပေါ့နော်15မိနစ်လောက်ချိန်ရှိတယ်ဒီနှုတ်ကပတ်တော်လေးကိုနားထောင်ပြီးတော့မှကျွန်တော်တို့ခေါ်ရမယ်လို့ယုံကြည်ပါတယ်
နားမလဲတာရှိရင်လည်း comment မှာမှန်ကြလို့ရပါတယ်ကျွန်တော်နားလည်လို့ထပ်ပြီးတော့မှရှင်းပြပေးပါမယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်ရဲ့ဒီ Fake and Join channel လေးကိုလည်းsubscribe လုပ်ထားခဲ့ဖို့တောင်းဆိုပါတယ်ကျွန်တော်နေ့တိုင်းမှာတော့ကျွန်တော်နှုတ်ကပတ်တော်နဲ့ခေါင်းပေးသွားမှာဖြစ်ပါတယ်အားလုံးကိုဘုရားသခင်အသက်တပံကောင်းချီးပေးပါစေအာမင်